အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့မြမအရင်ကျေးမှုအမွေနဲ့ဖြစ်တဲ့စင်ရဝိုင်းအကြောင်းပဲဖြစ်ပါတယ်ခင်ဗျာဒီကလေးတွေဟာဆိုရင်ဖြင့်ဒါကျွန်တော်တို့ရဲ့မြမအရင်ကျေးမှုရဲ့ပြရုပ်တစ်ခုပါပဲအညာဒေသရဲ့အငွေသက်တွေရိုးသားဖြူစင်တဲ့အပြုံးတွေနဲ့အတူစင်ဝိုင်းလေးတွေကတကယ်ကိုလိုက်ဖက်လွန်လာပါတယ်ကိုခင်မှာဒီလိုမြင်ကွင်းမျိုးကိုမြင်ရခဲ့လာပြီမဲ့ဒီဗီဒီယိုလေးတွေကကလေးတွေကတော့ကျွန်တော်တို့ရဲ့အလားတရားကိုပေါ်ဆောင်နေကြတော့မှာပဲကြည့်ရတာတကယ်ကိုစက်တီစီလုံးလာပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီဘက်ကိုရှုံတယောက်တည်းကိုရှုံနေတယောက်တည်းရှိုးလာဟာသွားလုံးလို့မရသွားရှုံလို့မရအောင်တော့တော့ရှုံနေလက်ကျန်နေဖုန်းသူစတိုင်ဒီဇိုင်းကာလာလေးထားပါညာသွားရှုံလို့မရသွားရှုံလို့မရအောင်ကိုယူကုန်မယ်ဒီဇိုင်းကာလာလေးထားသွားရှုံလို့မရတဲ့အနေထားမှာရှိနေမပူမှာသပင်ကြီးပါညာအနေထားရှယ်ပဲရှယ်လဲ